တချို့ကစားသမားတွေစိတ်ကူးပဲရင်နိုင်တယ်စိတ်ကြီးမန်စီရဲ့ကဘာလားစံချိန်မှတ်တမ်းများဘိန်းတော်မဲမိလာများဘာလို့လဲစိတ်ကြီးမန်စီအောင်ကဘာလားရခဲ့တာ3နှစ်ပြပါတော့မယ်အချိန်တွေကမနေ့တနေ့ကလို့ဖြစ်ပြီးပုံမြန်နေလို့တော့ပြောရမလို့ပါမင်း2022ခုနှစ်ဒီဇင်ဘာမှာစိတ်ကြီးဟာတကဘာလုံးကဘောလုံးပရိသတ်အစ်စ်တွေကိုပျော်ရွှင်စေခဲ့ပါတယ်သူရဲ့ကစားမဘွားမှာလုံးအပ်နေတဲ့တခုတည်းသောဆူပလာဖြစ်တဲ့ကဘာလားကိုကြော်မြန်သိမ့်ပိုက်ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်စိတ်ကြီးရဲ့ထိပ်သီးအစွမ်းနဲ့နယ်သာလန်ခရိုအေးရှားပြင်သစ်တို့လိုအသင်းကြီးအသင်းကောင်းတွေကိုအနိုင်ပြခဲ့တာဖြစ်ပါတယ်မော်ရိုကိုလိုအသင်းငယ်လေးနဲ့တွေ့ပြီးပြုတ်သွားခဲ့တဲ့တချို့သော fan တွေကတော့ဒါမျိုး feeling ကိုနားလည်နိုင်မှာမဟုတ်ပါဘူးဘာလာရဘူးတဲ့ရတာကိုသူတို့သိကြမှာမဟုတ်ပါဘူးလူတွေအားကိုလိုချင်တဲ့အရာကိုသူတို့ဘာပိုင်ဆိုင်သွားရင်အယုံနဲ့တိအပုတ်ချစကားပြောဆိုတတ်ကြပါတယ်ရမှာပေါ့ခိုးပြီးရသွားတာတော့ဘာလို့ပေါ့လက်ရှိတိုင်းပြည်ပြနေတာကလည်းတခုကလူပြန်ဟစ်လို့ပဲတို့တူပဲမန်စီကိုလည်းကဘာလာရသွားတာခိုးလို့ဆိုပြီးတော့ပြောနေကြပါတယ်โอเคကဘာလာစုကိုဖယ်လိုက်မယ်ဘာလာရှုံးတဲ့အဆင့်မှာကိုသွင်းထားတဲ့တွင်းကိုကြည့်ရတဲ့ချင်းရှင်းမင်းဆိုရင်တော့ပြန်ပြီးတော့လည်းခွေးရကြီးလည်းနင်းထားသလိုသူတို့ကပြောစရာရှိမှာမဟုတ်တော့ပါဘူးမန်စီယာကဘာလာကိုဖယ်လိုက်ရင်တော့မှတခြားသောကဘာလာနဲ့ဆိုင်တဲ့စံချိန်မှတ်တမ်းပေါင်းများစွာကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်မန်စီယာဘောလုံးသမိုင်းမှာကဘာလာပြိုင်ပွဲအများဆုံးစားမနှုတ်တွေကတူဖြစ်ပါတယ်မန်စီနဲ့ဆိုပါတူတို့ဟာ2006 2010 2014 2018 2020နဲ့မတူညီတဲ့ကဘာလာပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်နိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့မတူညီတာကကျန်တယောက်ကတော့16သိန်းအဆင့်ကနေလှည့်လှည့်ပြန်နေရသူဖြစ်ပြီးအများဆုံးကွာတာလောက်ပဲရှိပါတယ်ဒါကြောင့်မန်စီယာကဘာလာပြိုင်ပွဲမှာပွဲရည်အတွက်အများဆုံးအဖြစ်နဲ့စံချိန်တင်ထားနိုင်ပါတယ်မန်စီယာစုစုပေါင်းကဘာလာ26ပွဲတွေကစားထားနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်ပြိုင်ပွဲ9ခုကစားနိုင်ခဲ့တာချင်းတူတယ်ဆိုပြီးခြေအားလာမတိုင်းနဲ့မရဘူးလို့ပဲပြောမှာပါပွဲရည်အတွက်ချင်းရှင်အရေးချင်းကအများကြီးကွာပါတယ်ပွဲရည်အတွက်ချင်းတော့မဟုတ်ပါဘူးကဘာလာရှုံးထွက်သွင်းကောအကြောင်းပြောရင်ယူတော်ခါသွားပါဦးမယ်ဘောလုံးသမိုင်းမှာသွင်းကိုထောင်ပြီးတော့မဲ့ကစားမတူကဘာလာပြိုင်ပွဲကို9ချိန်အထိကစားပြီးတဲ့ကစားမတူကရှုံးတဲ့အဆင့်မှာတကောတော်မသွင်းဘူးဆိုတာကတော့မဖြစ်သင့်ပါဘူးမက်ဆီကတော့ကဘာလာရှုံးတဲ့အဆင့်12ပွဲအထိကစားထားပြီးရှုံးတဲ့အဆင့်မှာ9ဂိုးသွင်း6ဂိုးပန်နေပေးထားနိုင်တာဖြစ်ပါတယ်မက်ဆီကကဘာလာသမိုင်းမှာဂိုးပေါင်ပတ်သက်မှုအများဆုံးကစားမဖြစ်ပြီး73ဂိုးသွင်း10ဂိုးပန်နေပေးထားနိုင်ကစုစုပေါင်း22ချိန်အထိဂိုးပေါင်ပတ်သက်ထားနိုင်တာဖြစ်ပါတယ်သူများတွေလို့ဆန်မာရီနိုတို့ဂျော်ဂျီယာတို့လိုဘယ်ကမှမသိတဲ့အသင်းတွေနဲ့တွင်းမှာဂိုးသွင်းနိုင်ပြီးဂိုးများအသွင်းများဆုံးကစားမဖြစ်နေတာမဟုတ်ပါဘူးမက်ဆီရဲ့သွင်းဂိုးတွေကဒါတော့မီစံချိန်တင်လို့ရတဲ့ဂိုးကောင်းစားကြီးပါပြီဖြစ်ပါတယ်မက်ဆီကကဘာလာပြိုင်ပွဲမှာ10ကျော်အသက်အဖြစ်နဲ့ရောအသက်20ကျော်အသက်30ကျော်ဖြစ်နေမှာဂိုးသွင်းနိုင်တဲ့ဒူးတဲသောကစားမဖြစ်ပါတယ်ဒါအပြင်ကဘာလာသမိုင်းမှာမန်အော်တယ်မန်အများဆုံး17ချိန်ထိရရှိထားသူဖြစ်ပါတယ်ဒီစံချိန်တွေကတော့မက်ဆီရဲ့ကဘာလာနဲ့သက်ဆိုင်တဲ့စံချိန်မှတ်တမ်းကောင်းနေပဲဖြစ်ပါတယ်မက်ဆီကဘောလုံးသမိုင်းမှာတော့ကြီးကျယ်ခမ်းနားဆုံးနဲ့အကောင်းဆုံးသောကစားမကြီးပဲဖြစ်ပါတယ်